လာပါဒီနေ့မှာတော့ကျွန်မစပိတ်ခုံလေးပြတ်ပါဖြစ်ပါတယ်ကျွန်မနဲ့တူတူလည်းကြည့်လိုက်ရအောင်တော့ဒီဘက်မှာကျတော့မျိုးအပြာရောင်ဟာရှိမယ်ဒီမှာအပန်းရောင်ဟာလေးရှိပါတယ်နော်နောက်ပြီးတော့စာအုပ်ခန့်ရေးတဲ့ဟာလေးရှိပါတယ်နော်ဒီဘက်မှာကျတော့ဒီမှာစာအုပ်တွေလို့ကလေးအပိတန်တွေလို့လည်းရှိပါတယ်အခုပြတ်တာပြီးမှဒီဘက်ချမ်းအောင်မျိုးပုံလေးရှိတယ်မာကိုမာဘူးလေးခုမျိုးဟာလေးဒီမျိုးပုံလေးကိုမျိုးဟာလေးလည်းခောက်တတ်ပါတယ်နော်ဒီမှာလည်းပုံသေးသေးလေးတွေပါဒီပုံသေးသေးလေးနော်ဒီမှာကျတော့စုပါဒီမျိုးပုံလေးမှာပုံလေးထည့်တာလားပူပူဘိုင်းပေါက်လေးလည်းထည့်ထားပါတယ်ဒီဘက်မှာကျတော့ကော်လေးပါတယ်ထားတာနော်ဒီမှာခဲတဲ့ကျိုးဆက်6ထောင်နဲ့ခဲတဲ့ကျိုးဆက်ရှိပါတယ်ဒီဘက်မှာကျတော့အယုတ်လေးပေါ့နော်အယုတ်လေးပါချစ်စရာလေးနော်ဒီဘက်ကကျတော့ပုံရောဒီပုံကလည်းပျက်စီးနေပါပြီကော်လေးပြန်ကရမှာပေါ့နော်ဒါတော့ဒီပုံအရင်မိုက်တာပါနောက်ခွာကျတော့စကချီပေါင်းလေးရှိပါမယ်နောက်ပြီးတော့ဒီပတ်စံကိတ်ရှိမယ်ဒီမျိုးဟာရှိမယ်ပေါ့နော်အထူးဒီမှာပုံလေးပါရှိပါမယ်နော်ဒါပြထားသလိုပါပဲနော်နောက်တစ်ခုဒီမှာပေါ့နော်ဒီအောက်မှာတော့စင်းရှိပါတယ်ဒီဟာပြတ်မယ်နော်ဒီအောက်ကနည်းနည်းမှောင်နေပေါ့နော်ဒီဘက်ကဟာကခုံဖုံးကပါလို့မျိုးပေတံလေးထားတာပါနော်ဒီဘက်မှာကျတော့သွားရိတ်တန်မျိုးဟာလေးပူးလေးထားမယ်ဒီကအောက်မှာကျတော့မင်းနေဟာဒီမှာတော့ဒီအောက်ထပ်မှာအထားဆုံးကတော့မှာတိတ်တေးမျိုးနှစ်ဖက်တိတ်တေးလို့ထားတာပေါ့နော်ကီချင်းလေးလည်းထားပါတယ်မှာကီချင်းမင်္ဂလာဆောင်ကီချင်းလေးရှိရတယ်နော်မင်္ဂလာဆောင်ကီချင်းလေးဟာနော်ဒီမှာမျိုးလေးကတ်ထားတာကတ်ပါမောင်နော်အားကြတော့ပေါ့နော်ဒီမှာခေါင်းပတ်သက်တဲ့ဟာကြီးထားတာပါတယ်နော်ဒီမှာကလေးလေးတွေလို့နော်ဒီမှာမျိုးစာကတ်လေးတွေလည်းထားတာပါတယ်နော် happy day လို့နော်မျိုးဟာလေးလည်းရှိပါတယ်ကောင်းကျိုးစီရှိပါတယ်နောက်ပြီးခက်ပြက်တွေတိတ်တွေပါလို့မျိုးထားပါတယ်နော်ဒါကတော့စပင်းနဲ့ပတ်သက်တဲ့အရာပါအဆုံးထပ်မှာကျတော့ကျမတို့ကြိတ်တဲ့ဟာကြီးထားတာပါတယ်မှာညမျိုးအကြီးတွေရောဘီးတွေရောထားပါတယ်မှာကိုဘီးလေးရောမာရစတီကာကြီးပါနော်အယုံလေးတွေရှိပါတယ်မိုက်တယ်နော်ဒီပါပါနော်အဲ့တော့ဘူးလေးတပူပါပါနော်ဒီဖေးချမ်းကကြတော့ဒီမှာမျက်မှန်လေးလို့ထားတာပါနော်ဒီမှာစတီကာတစ်ခုလည်းပါသေးတယ်ဒီဘက်မှာကျတော့သွားရေးစီပါလည်းမသိဘူးထည့်ထားတာဒီမှာရောက်ဆုံးနေနေပါဒါတော့လက်တော့ဟွာလုပ်တဲ့လက်တော့စီတွေဟာပါနော်ဒီမှာတော့ပုံလေးထားတာပါဒါတော့ဟွာပေါ့နော်ခဲတာဒီလေးပါဒီဘက်မှာကျတော့ကျမတိုင်းလေးတိုက်ရဟာတွေထားတာပါနော်ဒီမှာကျတော့ကျမပြပါမယ်မျိုးကတ်လေးလို့ပေါ့နော်ဒါကတော့ဟွာ900တာပေါ့ဒါ600တာလေးပါဒီမှာစတီကာလေးရောပဲပေါ့နော်အခုကစတီကာလောက်ထားလေးရှိပါတယ်ဒီမှာပြပါမယ်ဒီမှာဟုတ်နော်နောက်ပြီးဒီမှာလေးမျိုးဒီမှာစတီကာလေးရှိမယ်ဒါကိုယ်တိုင်းလို့ပတ်စတယ်ပေါ့နော်ဒီမှာကျကိုယ်တိုင်းလောက်ထားတာဟာလေးရှိပါတယ်ဒီမှာကျတော့ဇောင်းလေးပေါ့ဒီမှာဘာမှတော့မထည့်ရသေးဘူးထည့်လို့ရပါတယ်ဒီအောက်မှာကျတော့ကတ်လေးထားတာပါပေါ့နော်မာတပုံးလေးလည်းထားပါတယ်ဒီကမှလည်းထားပါတယ်နော်အခုတဝဲကိုအသေးစိတ်လိုက်ပြပြီးသွားပြီဆိုတော့ကျမဒီချိန်မှာလည်းနှုတ်ဆက်ချင်ပါတယ်နော်ဒီမှာလည်းနှုတ်ဆက်ချင်ပါတယ်ဘိုင်ဘိုင်